inflation hedge လုပ်တယ်ဆိုတာက inflation မြင့်တက်လာတဲ့အခါမှာဆိုလို့ရှိရင်မိမိတို့ရဲ့ဒါငွေကြေးပိုင်ဆိုင်မှုဥစ္စာပစ္စည်းတွေရဲ့တန်ဖိုးကိုရုပ်ရော့မသွားအောင်လို့ပေါ့နော်အကာအကွယ်အဖြစ်ထိမ့်သိမ်းပေးထားနိုင်မယ်လို့ယူဆလို့ရတဲ့ assets မျိုးကိုလက်ကင်ထားရှိတာမျိုးဖြစ်ပါတယ်တော့ inflation မြင့်တက်လာတဲ့အခါမှာကိုရင်းနှီးမြှုပ်နှံမှုလုပ်ထားတဲ့ assets ရဲ့တန်ဖိုးဟာပေါ့နော် inflation နှုန်းနဲ့အတူလိုက်ပါမြင့်တက်နိုင်မလားဒါမှမဟုတ်လို့ရှိရင် inflation ထက်ပိုပြီးတော့မှမြင့်တက်မှုရှိမဲ့ assets မျိုးဖြစ်နေမလားဆိုတာမျိုးကိုသိဖို့အရေးကြီးပါတယ်။ဥပမာ inflation ကအချိန်အတိုင်းအတာကာလတစ်ခုအတွင်းမှာ 5% မြင့်တက်နေတယ်ဆိုပါစို့ပေါ့နော်။ကိုရင်းနှီးမြှုပ်နှံမှုလုပ်ထားတဲ့လက်ဝယ်ကင်ထားတဲ့ assets ဆိုလို့ရှိရင်9%လောက်မြင့်တက်နေမယ်ဆိုရင်ကိုရင်းနှီးမြှုပ်နှံမှုလုပ်ထားတဲ့ assets တီပေါ့နော်ဒီ inflation မြင့်တက်မှုကြောင့်ဖြစ်ပေါ်လာတဲ့ငွေကြေးရဲ့ဝယ်ယူနိုင်စွမ်းအား purchasing power ကျဆင်းတဲ့ဒဏ်ကိုအကာအကွယ်ပေးနိုင်တယ်လို့ဒါယူဆနိုင်တာမျိုးဖြစ်ပါတယ်။အဲ့တော့ inflation hedge လုပ်ဖို့အတွက်ပေါ့နော်ဒါယင်းနှိမ့်မြုံနယ်မှုလုပ်လေးရှိတဲ့ assets အမျိုးအစားတွေကိုကြည့်မယ်ဟဲ့ဆိုလို့ရှိရင် commodity assets အမျိုးအစားအုပ်စုဝင်တွေဖြစ်တဲ့ရွှေတို့ silver တို့ရေနံတို့ပေါ့နော်အဲ့ဒါတွေအပြင်အိမ်ခြံမြေ real estate တို့ပြီးတော့ inflation link bond တွေပေါ့နော်ဒါတွေကို inflation hedge လုပ်ဖို့အတွက်အသုံးများပါတယ် inflation link bond ဆိုတာကတော့ဒီ bond ဈေးကွက်ဖွံ့ဖြိုးတိုးတက်ပြီးတဲ့နိုင်ငံတွေမှာဆိုလို့ရှိရင် inflation မြင့်တက်မှုနဲ့အညီပေါ့နော်အသုံးနှုန်းကိုဒါလိုက်ပါသုံးမြင့်ပြီးတော့မှပေးတဲ့ bond အမျိုးအစားတွေကိုပြောတာဖြစ်ပါတယ်